ပိုင်း3ရက်ဆမှာတော့တိုက်ခေးလူနဲ့မြေလဲမိသားစုနဲ့အတူရွာခီးဆက်ဖို့ပြင်ဆင်နေခဲ့ပါတယ်တိုက်ခေးလူကမြေလဲမောင်းနေပြီးရွာကိုအမြန်သွားဖို့မြင်းကိုပြောနေခဲ့ပါတယ်ဂါရင်ရောက်တဲ့ချိန်မှာမြေလဲမိသားစုကိုနှုတ်ဆက်ပြီးရွာဆောင်နဲ့စကားပြောနေခဲ့ပါတယ်ပြည်စီရောင်းဆိုင်ရောက်တဲ့ချိန်မှာအဖိုးကရန်ရှားပါတဲ့ပစ္စည်းတွေမို့လို့သူ့ကိုမရောင်းဘူးပစ္စည်းဟာမော်တက်ထုမလို့ဘီကာမီမျိုးကြီးတရားမှုပြောနေခဲ့ပါတယ်အဲ့မှာစွန်သားသူအဖွဲ့ဝင်ပြီးကြီးပွားတိုးတက်အောင်လုပ်ဖို့မှားလိုက်ပါသေးတယ်နောက်တစ်ပိုင်းမှာတော့တိုက်ခေးလူတရားစာအုပ်တချို့ကိုဖတ်နေပြီးအလုံးကြီးမားတဲ့မျိုးကြီးရောက်တာနဲ့ပတ်သက်ရှာဖို့တွေးနေခဲ့ပါတယ်ညာပွဲစည်းလို့မှတိုက်ခေးလူတယောက်လိုက်ကူညီပေးနေရကိုတွေးရပါတယ်အတော်ကြီးတယောက်ကတိုက်ခေးလူကိုမျိုးမသွားခင်မှာဒီမှာဆက်နေဖို့ပြောနေပြီးရိတ်ကတချို့လည်းပေးနေခဲ့ပါတယ်တိုက်ခေးလူလည်းရွာကမထွက်ခင်ရန်တမိုးကြီးရဲ့မော်သက်ထုံးတဲ့တခုလှုပ်ပေးလိုက်ပါတယ်နောက်တစ်ရက်မှာတော့ဘီကာမီမျိုးကြီးသွားဖို့ရွာကလူတချို့ကရိတ်ကတချို့လည်းထည့်ပေးလိုက်ပါသေးတယ်မျိုးကြီးမသွားခင်ညမော်သက်ထုံးနဲ့လှုပ်ပေးလိုက်တဲ့ဟာကိုရွာဆောင်ကိုပေးလိုက်ခဲ့ပါတယ်ဒါရွာလုံခြုံရေးကာဝယ်ဖို့တဲ့ရုံးမတဲ့ဘယ်ရမဆိုဝင်မြောက်အောင်ကာဝယ်ပေးမယ်ဆိုတာကိုပြောပြနေခဲ့ပါတယ်ရောင်းစားအဖိုးကအဖိုးတိုင်နဲ့မော်တက်ထုတုံးပြီးရွာတက်လှုပ်ပေးလိုက်တာကြောင့်အဝန်းနေခဲ့ပါတယ်တိုက်ခဲလူရွာစီကထွက်လာတော့ရှေ့မှာကနန်းတဆူနဲ့တွေ့နေရပါတယ်ကနန်းတွေကတိုက်ခဲဝင်လာတော့တိုက်ခဲလူနဲ့ညစာရပြီဆိုကအကုန်လုံးအမောက်သိပ်ပေးလိုက်ပါတယ်ညစာကိုကနန်းနဲ့အစာပြေခဲ့ပြီးဘီကာမီမျိုးကြီးပေါ်စီကိုရောက်လာခဲ့ပါတယ်ဂေးပေါင်ဝင်စစ်စဲခံနေရပြီးမြေုံတင်ကပစ္စည်းမရှိရကြောင်းဝန်ခံလိုက်ပါတယ်ဂေးပေါင်ကိုကြော်လာပြီးတဲ့အချိန်မှာစွန်သားသူအဖွဲ့ဝင်မှုစင်းရင်သွင်းဖို့ရောက်လာခဲ့ပါတယ်စင်းသွင်းဖို့ပစ္စည်းတချို့တတိလူလာမလို့ပြပေးဖို့တခဲလူတယောက်ကိုပြောနေတဲ့အချိန်တခဲလူလည်းလမ်းမရခဲ့တဲ့ကနန်းကြီးကိုထုတ်ပေးလိုက်ပါတယ်စင်းမလေးလည်းလမ်းသွားပြီးလူတချို့ကလူဆိုးလားလူကောင်းလားဆိုပြီးမော်ပညာနဲ့ဖတ်နေခဲ့ပါတယ်အဲ့ချိန်မှာလည်းအပိုင်းကပြီးဆုံးသွားခဲ့ပါပြီဗီဇိုဇလန်ရဲ့ဆမှာတော့တိုက်ခဲလူကမျိုးတွေကစင်းရဲသားတွေကိုကူညီပေးနေခဲ့ပြီးမရှင်များနဲ့အချိန်ကုန်နေခဲ့ပါတယ်။အဲ့နောက်တိုက်ခဲလူကဂရိန်းငကားမျိုးနဲ့စုစစ်တီရောတဦးနဲ့ရီချိုးခန်းမှာတွေ့ရပါတယ်။ဂရိန်းဟာခုလက်ရှိတိုက်ပွဲမှာဒဏ်ရာရခဲ့သူဖြစ်ပြီးတိုက်ခဲလူနဲ့စကားရီမုံမောပြောနေပါတယ်။ဂရိန်းထက်သွားတဲ့အချိန်မှာဒဏ်ရာမြင်လိုက်တဲ့တိုက်ခဲလူကိုပြသထားပါတယ်။နောက်တစ်ပိုင်းမှာတော့မရှင်အတွက်ငွေကိုလာထုတ်နေတော့တာရဲတွေကျူးကျော်လာတာကြောင့်အစင်းမြင့်တဲ့သူတွေကတိုက်ခဲဖို့လုံးနေခဲ့ပါတယ်။တိုက်ခဲလူလည်းအစင်းနေတာကြောင့်တိုက်ခဲဖို့မပါတာကိုတွေးနေတော့သူ့ကိုပါလိုက်ခဲဖို့ပြောနေခဲ့ပါတယ်ရှေ့တန်းကအနောက်လွယ်မှာဂုံမင်းတွေကချင်းသိမောင်လာမှကြောင့်မြေပေါ်ကတရားကိုလုံးဝမဖြတ်အောင်တားရမှာပဲဖြစ်ပါတယ်တခဲလူကတော့သူအစင်းနေတာကြောင့်နောက်မှအေးဆေးနေရကိုပဲတွေးနေပြီးလူလူချိုးကအစင်းနေတဲ့တခဲလူကိုနောက်တန်းမှနေဖို့ပြောနေခဲ့ပါတယ်မြေပြင်ပေါ်ရောက်လာတဲ့အခါမှာတော့တခဲလူရဲ့ဘေးကစင်းမလေးလည်းကြောက်နေတာကြောင့်တခဲလူတယောက်နေရထိုင်ရခက်နေပါတယ်တခဲလူလည်းစင်းမလေးကိုကိုလုံးနိုင်တဲ့ဟာကိုဂရုစိုက်လုပ်ပေးဖို့အားပေးနေခဲ့ပါတယ်စင်းမလေးလည်းသူကကုသနိုင်တဲ့မော်နဲ့ငယ်သုံးနနာကြောင့်မကြောက်တော့ပဲလူတွေကိုကုသပေးနေခဲ့ပါတယ်အဲ့ချင်းကရင်းငကားရောက်လာပြီးတခဲလူနဲ့စကားပြောနေခဲ့ပြီးဒဏ်ရာကြောင့်သိနေတော့ကရင်းလည်းသူထွက်ပြေးသွားပြီးဒဏ်ရာရတယ်လို့မထင်ဘူးလားမေးတော့တခဲလူလည်းတယောက်ယောက်ကြောင့်ကာဝယ်ရလာခဲ့ရလဲဖြစ်နိုင်တာကိုပြောနေခဲ့ပါတယ်အဲ့ဒီချိန်မှာရှေ့တန်းကလူတွေတအားကျသွားတာမလို့သွားထိမှကြောင့်တခဲလူဒီမှာကာဝယ်ပေးဖို့မာနေခဲ့ပါတယ်တခဲလူလည်းဂိမ်းထရရတယ်မတတ်တာတရားကြောင့်မသွားဖို့တားနေပြီးမဲ့ဂိမ်းဟာထွက်သွားခဲ့ပါပြီတခဲလူလည်းမြေပြင်ပေါ်ကိုအကာအကွယ်သုံးလိုက်ပြီးစင်းမလေးကိုဂိမ်းစီသွားမှမလို့ဒီမှာနေရဲကိုမာနေခဲ့ပါတယ်လမ်းတစ်ချောင်းတာရဲတွေကိုတိုက်ခဲ့နေခဲ့ပြီးလူတချို့ကိုကူညီပေးနေခဲ့ပါတယ်လူတချို့လည်းဂိမ်းဟာဖွက်ခွဲသွားတာကိုတိုက်ခဲလူကိုပြောပြနေခဲ့ပါတယ်တစ်ဖက်မှာဂိမ်းဟာဒဏ်ရာတွေကြောင့်တာရဲတွေကိုဆက်မတက်ခိုင်းနိုင်တော့တဲ့အချိန်တိုက်ခဲလူရောက်လာခဲ့ပါတယ်အစင်းနေတဲ့တိုက်ခဲလူရောက်လာတာကိုအံ့ဩနေခဲ့ပြီးတာရဲတွေအများကြီးရောက်လာတာမလို့တိုက်ခဲလူကိုပြေးဖို့ပြောနေခဲ့ပါတယ်တိုက်ခဲလူလည်းဂိမ်းနဲ့အတူတိုက်ခိုက်နေခဲ့ပြီးဂိမ်းရဲ့နောက်ကျောဒဏ်ရာကြောင့်ကူညီပေးဖို့လုံးနေခဲ့ပါတယ်ရှေးကငကားဟောင်းရဲ့ရည်တွင်းကကြည်လင်တဲ့ရည်ကိုဂိမ်းကိုပတ်လိုက်ရင်ဂိမ်းကဒဏ်ရာတွေကျသွားပြီးအရန်ကြီးရဲ့ငကားပုံစံပြောင်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့တာရဲတွေကိုဆက်တက်ခတ်နေခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့ဂိမ်းဟာသူ့ကိုဘာလို့ခဲ့ရလဲမေးနေခဲ့ပြီးသူကရန်ရှားပါတဲ့ရှေးကငကားပုံစံပြောင်းသွားတာကိုပြောနေခဲ့ပါတယ်တက်ခဲလူတဲ့ဂိမ်းကိုယုံနာကြောင်းသူလာခဲ့တာဖြစ်ခဲ့တာတွေရှင်းပြပေးနေခဲ့ပါတယ်ဂိမ်းလည်းဒါရုပ်တိမရှိတာကြောင့်ယုံမိုးခတ်နေတာကိုပြောနေခဲ့ပြီးသူ့ကိုတော်ဝင်သွေးပုံစံပြောင်းသွားလို့ဂုံယူပေးမဲ့အသီးစိတ်ပြောင်းသွားပြီးတခြားသူတွေထိခိုက်မှာကိုပြောနေခဲ့ပါတယ်နောက်တစ်ပိုင်းမှာတော့တက်ခဲလူတယောက်ဆိုင်းတဆိုင်ရောက်နေရင်အပိုင်းတစ်ပိုင်းလေးပြီးဆုံးသွားခဲ့ပါတယ်ကြီးစုပေးကြတဲ့တယောက်ချင်းချန်တော်လေးကျေးဇူးတင်ပါတယ်